မာနတန်ချောင်းချင်းသေးမင်းဟိုရှိတုန်းကစိတ်လန်းလာတဲ့တောနက်ကြီးတစ်ခုထဲမှာတမလာတဲ့ချင်းသေးတစ်ကောင်နေထိုင်နေခဲ့တယ်။သူ့နာမည်အရင်ကမင်းသားဖြစ်ပေမဲ့တောထဲကတရဝလေးတွေကတော့သူ့ကိုမာနတန်ချောင်းလို့နာမည်ပြောင်းပေးထားကြတယ်။ဘာကြောင့်လဲဆိုတော့သူ့အော်တန်ထွက်တိုင်းမိုးကြိုးလိုကြေလောင်လာပြီးတောတလုံးလုံးတုန်ခါသွားတတ်တယ်။ထို့အပြင်စကားပြောတိုင်းလဲမာနပြည့်နဲ့ပြောတတ်လို့ပါငါကတောထဲမှာအင်အားကြီးဆုံးပဲ။ဘသူမှငါ့ကိုမရှင်းနိုင်ဘူးဆိုပြီးအမြဲကြောဝါတက်တဲ့မာနတန်ချောင်းကိုတရဝလေးတွေကလေးစားကြပေမဲ့နည်းနည်းတော့ကြောက်ရွံ့နေကြတယ်။တနေ့မှာတော့မိုးရာသီကြီးလာရောက်ပြီးမိုးကြီးလေပြင်းတိုက်ခတ်လာတယ်။မြစ်ရည်များလွှမ်းမိုးလာပြီးအမဲလိုက်ရခက်ခဲသွားတယ်။မာနတန်ချောင်းဟာအစာမရပဲရက်ပေါင်းများစွာပိုက်ဆာနေရပြီးအားနေသွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲတင်းငယ်တဲ့လိတ်ကလေးကြွက်ကလေးနဲ့တခြားတတဝါလေးတွေကသူတို့စုဆောင်းထားတဲ့စားစရာလေးတွေယူလာပြီးမာနတန်ချောင်းမင်းကြီးနည်းနည်းပဲဖြစ်ပေမဲ့မင်းလဲစားပါလို့ပြောကြတယ်။မာနတန်ချောင်းဟာအံ့ဩသွားတယ်။ကိုတမဆုံးလို့ထင်ခဲ့ပေမဲ့အခက်ခဲရောက်တဲ့အခါကုညီပေးနိုင်တာကတင်းငယ်တဲ့မိတ်ဆွေများပဲဖြစ်နေတယ်။သူ့ရင်ထဲမှာနောက်တရားမှုဖြစ်လာပြီးငါမာနကြီးလုံးခဲ့ပြီးအင်အားတယောက်တည်းနဲ့မလုံလောက်ဘူးလို့ခံစားမိတယ်။အဲ့ဒီနေ့ကစပြီးမာနတန်ချောင်းဟာမာနမကြီးတော့ဘူးတတဝါအားလုံးကိုလေးစားတန်ဖိုးထားပြီးအတူတကွပူးပေါင်းနေထိုင်လာခဲ့တယ်နောက်ပိုင်းမှာတော့မာနတန်ချောင်းဆိုတဲ့နာမည်ပြောင်းဟာမာနကြီးတဲ့ချင်းတေကိုမဆိုလို့တော့ပဲမာနကိုကျော်လွှားနိုင်တဲ့ပညာရှိမင်းကိုဆိုလိုလာခဲ့တယ်မာနကြီးချင်းကလူကိုအထီးကျန်စေတတ်ပြီးအတူတကွပူးပေါင်းခြင်းကသာတကယ်အင်အားဖြစ်ပါတယ်